နောင်မင်းရိတ်မမင်းနဲ့တွေ့နားလို့ခိုးကျင်တာအလေလာမဲ့ချစ်သူကိုမပြန်စေလို့တဲ့စိတ်တွေပေါ်ရင်ဖို့တသားတော့မန်းစာကလွမ်းရသူကိုအတွေ့တွေနဲ့ကျင်တာဖို့အဆွေတွေကကျင်လာခိုးအပြေးလေးတော့လာခဲ့ပါပြိုးရက်တွေရည်တွေ့ရင်ကိုအညာမနေတဲ့ကျွန်တော်မှာအတွေ့လေးနဲ့နေတိုင်းဆောင်ငါကြိုးအဲ့ဒီဆိုတဲ့သဘောနဲ့အချိန်ပြန်ရင်တော့ပြန်ရဖို့တော့မတွေးစေလို့မလွမ်းရဲ့သူကိုကျွမ်းအသေးနဲ့မထားခဲ့နဲ့ပြူရွှေကြည်ညိုသားချိန်မှန်းဟာထာဝရမြဲမဲ့ချစ်တို့နဲ့လန်လာပါပြူအညာမနေတဲ့ကျွန်တော်မှာအညာသူလေးဖြစ်ဖို့ဖိတ်ခါကြိုးဓမ္မဦးရေဝေဝေးစားမေလာရလမ်းမှာမျောငေးလို့စောင့်ကြိုနေသူဟာထနောင်မင်းရိတ်မမင်းနဲ့တွေ့နားလို့ခိုးကျင်တာအလေလာမဲ့ချစ်သူကိုမပြန်စေလို့တဲ့စိတ်တွေစာကလွမ်းရသူကိုအတွေ့တွေနဲ့ကျင်လာဖို့အဆွေတွေကကျင်လာခိုးအပြေးလေးတော့လာခဲ့ပါပြိုးရက်တွေရည်တွေ့ရင်ကိုအညာမနေတဲ့ကျွန်တော်မှာအတွေ့လေးနဲ့နေတိုင်းဆောင်ငါကြိုးအဲ့ဒီဆိုတဲ့သဘောနဲ့အချိန်ပြန်ရင်တော့ပြန်ရဖို့တော့မတွေးစေလို့မလွမ်းရဲ့သူကိုကျွမ်းအသေးနဲ့မထားခဲ့နဲ့ပြူရွှေကြည်ညိုသားချိန်မှန်းဟာထာဝရမြဲမဲ့ချစ်တို့နဲ့လန်လာပါပြူအညာမနေတဲ့ကျွန်တော်မှာအညာသူလေးဖြစ်ဖို့ဖိတ်ခါကြိုး